တေမင်းတမန်နဲ့ဟောလိုတွေအကြောင်းကိုရှေ့ကဗီဒီယိုတွေမှာပြောပြခဲ့ပြီးမို့ဒီနေ့ဗီဒီယိုမှာတော့ဟောလိုတွေကိုမျိုးဖြုတ်နိုင်လောက်အောင်ကျန်းတဲ့ကွင်းစီတွေအကြောင်းပြောပြပေးသွားပါမယ်။ကွင်းစီတွေဆိုတာဝိညာဉ်ရေးရာအာယုံခံစားနိုင်စွမ်းရှိတဲ့လူသားမျိုးနွယ်စုတွေဖြစ်ပါတယ်။သူတို့ဟာဆိုကင်းရဲ့အဆက်အနွယ်တွေဖြစ်ပြီးပတ်ဝန်းကျင်မှာရှိတဲ့ဝိညာဉ်အမုံအမွားရိုင်းချီတွေကိုစိတ်ကြိုက်ထိန်းချုပ်ပြီးဟောလိုတွေကိုတိုက်ခိုက်နိုင်စွမ်းရှိကြပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း1000ခန့်ကဆိုကင်းရဲ့သားတော်ရူဟာဘာဟာကွင်းစီမျိုးနွယ်စုတွေကိုစူးစီးသိမ်းသွင်းလိုက်ပြီးသူ့ရဲ့သွေးနဲ့စွမ်းအားတွေကိုလက်အောက်ခံကွင်းစီအားလုံးကိုဝေမျှပေးခဲ့ပါတယ်။ဒါကြောင့်မို့လို့ယူဟာဘာရဲ့သွေးဟာကွင်းစီတိုင်းမှာရောနှောနေတာကြောင့်ယူဟာဘာကိုကွင်းစီတွေရဲ့ဖခင်ကြီးလို့တောင်သတ်မှတ်ကြပါတယ်။ကွင်းစီတွေဟာပတ်ဝန်းကျင်တွေကရိုင်းချီတွေကိုထိန်းချုပ်နိုင်စွမ်းရှိပြီးနာယူလိုတွေကဥချီဟာတွေလိုအနေအများတဲ့မျိုးနွယ်စုတွေဖြစ်ထင်မြင်ခံရပါတယ်။ရှီနီကာမီတွေကဟောလိုတွေကိုနှိမ်နှင်းတဲ့အခါဟောလိုရဲ့ဝိညာဉ်ကိုတန်းဆင်စေပြီးဆိုးဆိုဆိုက်ရဒီမှတဆင့်နောင်ဘဝကိုကူးပြောင်းစေတာပါကွင်းစီတွေကြတော့ဟောလိုတွေရဲ့ဝိညာဉ်တည်ရှိမှုကိုအပြီးတိုင်ဖျက်ဆီးပစ်လိုက်တဲ့အတွက်ကဘာသုံးခုကြားကဘဲလန့်ကိုဟန်ချက်ပြက်စေပါတယ်ဥပမာပြောရရင်အီချီကိုကသူ့ရဲ့တငယ်ချင်းအီချီတာရဲ့ဟောလိုတွေကိုအလင်းမြရပေါင်းများစွာနဲ့တုတ်တင်တာကိုပိုးသက်ဆေးဖြန်းနေတာလို့တောင်စနောက်ခဲ့ဘူးပါတယ်ဒါကြောင့်မို့လို့ကွင်းစီတွေဟာတေမင်းတွေရဲ့စန့်ကျင်ဘက်အစွန်းတစ်ဖက်လိုဖြစ်နေပါတယ်။လွန်ခဲ့တဲ့အနှစ်1000ခန့်ကယူဟာဘာဥဆောင်တဲ့ကွင်းစီတွေဟာဆိုးဆိုဆိုက်ရတီကိုကျူးကျော်တိုက်ခိုက်ခဲ့ရမှာတေမင်းတွေနဲ့ကွင်းစီတွေစစ်ပွဲဖြစ်ခဲ့ပါတယ်။ယူဟာဘာတို့အဖွဲ့ဟာယာမာမိုတိုဂန်ယူဆိုင်ဥဆောင်တဲ့ Orange နဲ့ဂိုဒေတာတင်းအဖွဲ့နဲ့တိုက်ခိုက်ခဲ့ပါတယ်။အဲတုန်းကဂိုဒေတာတင်းဟာအခုလိုပုံစံမဟုတ်ပဲကြောက်စရာပိုကောင်းတဲ့လူသက်မကောင်းဆိုးဝါးအဖွဲ့အစည်းလိုပုံစံမျိုးပါနောက်ဆုံးမှာယူဟာဘာတို့အရေးနှိမ်ခဲ့ပြီးကွင်းစီများစွာကြာဆုံးခဲ့ပါတယ်။ကွင်းစီတွေရဲ့Lich Tribe Empire လည်းပြိုကွဲခဲ့ပြီးယူဟာဘာနဲ့ကြန့်ရှိနေတဲ့ကွင်းစီတွေဟာဆဲရဲရဲ့အရေးတွေထဲမှာပုံအောင်က Wonder Wine Empire ကိုတည်ထောင်ပြီးအင်အားပြန်လည်စုစည်းခဲ့ပါတယ်လူလောကမှာကြန့်ရှိနေခဲ့တဲ့ကွင်းစီတွေကတော့လွန်ခဲ့တဲ့အနှစ်200ခန့်မှာရှီနီကာမီတွေရဲ့မျိုးဖြုတ်တုတ်တင်တာခံလိုက်ရပါတယ်အဲ့ထဲမှာ Ichida Family ပဲရှင်တန်ကြံရစ်ခဲ့ပါတယ်ကွင်းစီတွေဟာပတ်ဝန်းကျင်တွေကဝိညာဉ်မျိုးမုံတွေကိုစုပ်ယူပြီးလက်နက်အဖြစ်ကြိုက်တယ်လို့ထိန်းချုပ်အသုံးပြုနိုင်စွမ်းရှိပါတယ်သူတို့ဟာအဓိကအားဖြင့်လေးနဲ့များကိုအသုံးပြုကြပြီး Quincy Cross ဟာထိုလက်နက်ရဲ့အခြေခံအုတ်မြတ်ဖြစ်ပါတယ်သူတို့ရဲ့တွေးကြောတဲ့ကိုရိုင်းချီတွေစီးဆင်းစေပြီးတိုက်ခိုက်တာဒါမှမဟုတ်ခုခံရေးစွမ်းရည်ကိုမြင့်တင်လို့ရပါတယ်အလင်းအမြန်ရွေ့ရတဲ့အခါမှာရှီနီကာမီတွေကရှမ်ပူကိုသုံးတယ်လို့ Quincy တွေကြတော့ Hirin Jaku လို့ခေါ်တဲ့ဝိညာဉ်မျိုးမုံတွေအပေါ်စီးနှင်းပြီးအလွန်လင်းမြန်စွာရွေ့လျားခြင်းအတက်ကိုသုံးပါတယ်ကွင်းစီတွေဟာကွင်းစီမျိုးရိုးစစ်စစ်မှဆင်းသက်လာတဲ့မျိုးတန်းနဲ့လူသားသွေးနှောတဲ့မျိုးဆက်ဆိုပြီးရှိပါတယ်။ယူဟာဘာဟာတေမင်းတွေနဲ့စစ်ပွဲအတွက်စတန်ရစ်ဒါလို့ခေါ်တဲ့အလွန်အစွမ်းထက်တဲ့လက်ရွေးစင်တပ်ဖွဲ့ကိုဖွဲ့စည်းထားပါတယ်။အဖွဲ့ဝင်တယောက်ချင်းစီတိုင်းကိုတန့်စင်သောစာလုံးလို့အတိတ်ပဲရတဲ့အခရာတစ်လုံးစီပေးအပ်ထားပြီးသူတို့ရဲ့စွမ်းအားနှိုးကြားလာမှုကိုအထောက်အကူပေးပါတယ်။ဒါကြောင့်မို့လို့စတန်ဒါတွေမှာအင်္ဂလိပ်အခရာ A ကနေဆက်အထိရှိပြီးဥပမာပြောရရင်စတန်ဒါဖွဲ့ဝင်တဦးဖြစ်တဲ့S0 ရဲ့ F ဆိုတာဟာသူ့ရဲ့စွမ်းအားဖီးယားကြောက်ရွံ့ခြင်းကိုဆိုလိုတာပါတေမင်းတွေမှာဘန်ကိုင်းရှိတယ်လို့ကွင်းစီတွေမှာလည်းဘိုစတန်တစ်လို့ခေါ်တဲ့အဆင့်မြင့်ဆုံးအသွင်ပြောင်းလဲမှုပုံစံရှိပါတယ်အသွင်ပြောင်းတဲ့အခါသူတို့မှာအတောင်ပံတွေအလင်းတန်းတွေကွင်းတွေပါရှိပြီးဂေါ် level လောက်ရှိတဲ့စွမ်းအားတွေထွက်ပေါ်လာစေပါတယ်ယူဟာဘာဟာ S Wellan လို့ခေါ်တဲ့ကွင်းစီတွေရဲ့စွမ်းအားတွေကိုပြန်လည်ဆုပ်ယူလို့ရပြီးသူ့ရဲ့စွမ်းအားတွေကိုပိုပြီးတိုးလာစေပါတယ်အဲ့ဒီအခါမှာကွင်းစီတွေရဲ့စွမ်းအားတွေကုန်ဆုံးသွားနိုင်တယ်လို့တည်ဆုံးသွားနိုင်ပါတယ်သူတို့ရဲ့အားနည်းချက်ကတော့ဟောလိုတွေဟာကွင်းစီတွေအတွက်အစိတ်တောက်ဖြစ်စေပြီးဟောလိုစွမ်းအင်ကိုခုခံနိုင်ခြင်းမရှိတဲ့အတွက်ကူးဆက်ခံရပါကသူတို့ရဲ့ဝိညာဉ်ကိုပျက်စီးစေပါတယ်ဒါတွေကတော့ရှီနီကာမီတွေရဲ့ဘုံရန်သူလိုဖြစ်နေတဲ့ကွင်းစီတွေအကြောင်းပြောပြပေးခဲ့တာပါနောက်နေ့တွေမှာလည်း Bleach ကိုနန်တွေတင်ဆက်ပေးသွားဦးမှာမို့လို့ follow လေးတွေလုပ်ပေးခဲ့ပါဦး